အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုရီကာရှိုးကပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ချမ်းအေးကိုပဲဖြစ်ပါတယ်ခင်ဗျာကဲ Honda Fit GD1 လေးကမေးများနေတဲ့လူကြီးများအတွက်ကျွန်တော်ရှိမှာဒါ Honda Fit GD1 လေးဒါအသေးရောက်တော့ရှိပါတယ်ခင်ဗျာ Model 2006လေးပါ Grade အပြည့်လေးနဲ့ရပါမယ်ခင်ဗျာ2006 Model Color အနီရောင်လေးဖြစ်ပါမယ် Aircon Digital CRM Volume Control တွေပါပါမယ်ခင်ဗျာထိုင်ကုန်အနေမြင့်ရပါမယ် Power လေးလုံးလေးချက်ပါမယ်ခင်ဗျာ Smart Key လေးနဲ့ရပါမယ်အမှန်ချိုးမှန်ကောင်းမှန်ချိန်မိချိန်တွေပါပါမယ်ခင်ဗျာ Smart Key CRM Volume Control တွေပါမယ် Grade လေးပြည့်ပါတယ်နော်အနီနဲ့လေးတော့ပါပါမယ်ခင်ဗျာအနီနဲ့9လပါပါတယ်ကားအတွင်းကလေးတော်တော်လေးတန့်ပါတယ်နော်အနီနဲ့ဆိုပြီးမှတော်တော်လေးတန့်ပါတယ် TV back camera လေးပါပါမယ်ခင်ဗျာ Aircon Digital ဖြစ်မဲ့ Auto Gear 2E မှန်လေးနဲ့ရရှိပါမယ်ခင်ဗျာကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက688သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒါတော့လေကန်းလေးပါအနီနဲ့လေးဆိုပြီးမှကားတော်တော်လေးတန့်ပါတယ်ခင်ဗျာခေဒါဆိုရင်တော့ကျွန်တော်နောက်ဖုန်းလေးပြပေးပါမယ်ရိုးစိတိုက်ခိုက်ရှင်းပါမယ်ခင်ဗျာကញ្ញနာတရားဝင်ရင်းစစ်ထားပြီးသားကားလေးတွေပါဒါလူကြီးမင်းတို့ပြန်အောင်လို့တော့ကားများကိုလည်းကျွန်တော်ဆိုပြီးကားရှိုးရုံးကနေတော့ပြန်ကောက်ပေးပါတယ်နော်ခေဒါတော့နောက်ကန်လေးဖြစ်မယ်အဆွေးပြူလုံးဝမရှိပါဘူးနောက်ကန်ဆိုရင်လည်းတော်တော်လေးတန့်ပါတယ်ကားလေးကရောင်းချပေးမယ့်ဈေးနှုန်းလေးက688သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကားလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အရှိတကုံမင်းရဲ့ကျဆို1 way လက်မှာရှိရက်ကွာဆိုရီကာရှိုးတို့မှာကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့39 98 524 2323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာဗီဒီယိုဆုံးထိကြည့်ရှုပေးကြတဲ့ဒုတိယချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ